အင်္ဂါသားသမီးများအတွက်2026တနှစ်တာလုံးကံကြမ္မာ hostel နဲ့ဆောင်ရှောင်းလေးတွေကိုဆမလေးကတေးစိတ်ပြပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဆမကတော့တာရုံနဲ့ဗီဒီယိုရဲ့မြတ်ကိုပြောပြပေးသွားမယ်ဆမလေးသုံးခတ်မိပဲဖြစ်ပါတယ်ရှင်။ကဲ2026မှာအင်္ဂါသားသမီးလေးတွေရဲ့ကံစားတာကလေဘာလေးနဲ့တင်စားရမလဲဆိုရင်ဆမတို့နေအောင်ကြီးလေးလိုပဲနေအောင်ကြီးလေးလိုတောက်ပလာတော့မယ်နှစ်လိုလည်းပြောလို့ရပါတယ်ရှင်။ဆမတို့အင်္ဂါသားသမီးတွေပေါ့နော်2025မှာတော့ငွေကြီးနဲ့ပတ်သက်ပြီးတော့ငွေတွေရလာတဲ့အခါမှာလဲလက်ထဲမှာကြပူအောင်မကင်ခဲ့ရဘူးပေါ့နော်ငွေမမြဲတာပေါ့အဓိကငွေမမြဲပဲငွေတွေအကုန်ပြန်ထွက်သွားတယ်ငွေတွေကအဓိကကလေအဖက်မတင်တာပေါ့နော်ငွေအဖက်မတင်တာငွေကြီးနဲ့ပတ်သက်ပြီးတော့စိတ်ပူပင်စိတ်ဒုက္ခရောက်တာအဓိကအကျွေးပူတွေရှိနေသူတွေတော့မအိမ်နိုင်မစားနိုင်ဖြစ်နေရတယ်ပေါ့နော်ဒီအင်္ဂါသားသမီးလေးတွေပေါ့နော်ဒီဒုက္ခဆင်းရဲတွင်းကနေပြီးတော့ဒီ2026မှာကင်းပြောက်ပြီလို့ဆိုလို့ရပါတယ်ရှင့်ကျမတို့အင်္ဂါသားသမီးတွေကပေါ့နော်2025တော့ငွေချမ်းဖြစ်ခဲ့တဲ့မှစီးပွားရေးတွေမလဲပတ်ခဲ့တဲ့မြနော်ငွေကြီးကြောင့်စိတ်ပူပင်စိတ်ဒုက္ခရောက်ခဲ့တဲ့မြအဓိကလေစီးပွားရေးတက်မလို့နဲ့စီးပွားရေးကျသွားတဲ့သူတွေနော်အဓိကလူမှုရေးကျန်းမာရေးအဖက်ဖက်ကညံ့နေတဲ့သူတွေတောင်မှဒီ2026မှာနေအောင်ကြီးအလင်းတန်းဝင်လာတယ်လို့မျိုးပေါ့နော်ကံကောင်းမှုတွေရရှိလာတော့မှာပဲဖြစ်ပါတယ်ရှင့်ကျမတို့အင်္ဂါသားသမီးတွေကအရင်နှစ်တွေကပေါ့နော်ကိုလှုပ်သမျှအရာမရောက်တာကိုမျှော်မှန်းထားသလောက်အဆင်မပြေတာလေးတွေရှိခဲ့ပြီးတယ်ပေါ့နော်ဒါပေမဲ့ဒီ2026မှာကိုလှုပ်သမျှအရာရောက်မယ်ကိုလှုပ်သမျှအောင်မြင်နိုင်မဲ့အခြေအနေကာလတစ်ခုလည်းဖြစ်ပါရဲ့ရှင့်အဓိကကလေဒီ2026မှာအင်္ဂါသားသမီးလေးတွေကစ조사မှုတွေပေါ့နော်အကျိုးဖြစ်လာမဲ့အခြေအနေကာလတစ်ခုလည်းပြောလို့ရပါတယ်ရှင့်2026မှာလက်တွေပွင့်လာမယ်ပေါ့နော်အဓိကအင်္ဂါသားသမီးလေးတွေကဒီ2026မှာအင်္ဂါနာမည်ပြန်ပြီးတော့အကျိုးပေးတဲ့အတွက်ပေါ့နော်ကားအစ်ဝင်ငင်းရှိပါတယ်ရှင်ဆမတို့အရင်တော့ကားပိုင်ရှိဖို့မျှော်လင့်နေတဲ့သူတွေကမှဒီ2026ထဲမှာကားဝင်ဖို့ရှိပါတယ်ရှင်အဓိကစက်ပစ္စည်းဝင်ငင်းရှိရပေါ့နော်ကားဝင်ဖို့ပဲဆမလေးကတော့စူတောင်းပြတာပို့တာအပ်ပါတယ်ရှင်အင်္ဂါသားသမီးတွေဒီ2026မှာလက်တွေပွင့်လာမယ်ငွေတွေအလုံးအယူဝင်ငင်းရှိရတခုတတိထားပေးရမှာကအင်္ဂါသားသမီးတွေကပေါ့နော်ဒီငွေတွေကိုတေးသေးချာချာလေးသုံးဆွဲပါပြီးရင်မလိုအပ်တာတွေမသုံးနဲ့ပေါ့နော်ကို့အတွက်အကျိုးရှိမဲ့အရာတွေပဲသုံးပါလို့ဆမလေးကတော့မှာချင်ပါတယ်ရှင်ပြီးရင်အင်္ဂါသားသမီးတွေကပေါ့နော်အရန်ခင်တွဲတတ်တယ်နော်အရန်လဲစိတ်ကောင်းစေတနာရှိရဲ့အတွက်ပေါ့နော်အဓိကကိုယ့်စိတ်နဲ့အပေါင်းနဲ့ပေါ့နော်2025မှာတော့ကိုယ့်ပေါ်မှာပြုံးနေတဲ့သူတွေတိုင်းကပေါ့နော်မိတ်ဆွေအစ်စ်မဟုတ်ပါဘူးရှင့်ကိုယ့်အောင်မြင်မှုကိုဝမ်းသာပေးနိုင်တဲ့သူသာမိတ်ဆွေကောင်းဖြစ်ပါတယ်ရှင့်ဟုတ်ရင်ပေါ့နော်ကိုယ့်ဘောနောက်ကျောကိုဓာတ်နဲ့ထိုးတာလေးတွေဖြစ်တတ်တယ်ဒီ2026ထဲမှာပေါ့နော်ကျမတို့မိတ်ဆွေစစ်နဲ့မိတ်ဆွေတူကိုတခြားလေးခွဲပေးဖို့တော့မှာချင်ပါတယ်ရှင့်ကိုပိုင်လုပ်ငန်းလုပ်တဲ့သူတွေကတော့2025မှာတော့အလုံးနဲ့ပတ်သက်ပြီးတော့စိတ်လေးနဲ့ပင်ပန်းနေမယ်ငါဒီလမ်းကြောင်းကိုလျှောက်တာမှန်ရဲ့လားငါဒီအလုပ်ကိုဆက်လုပ်သိရင်လားလို့မေးနေမိတယ်ပေါ့နော်ဒါကကိုယ်စိတ်ထဲမှာမေးနေတဲ့မေးခွန်းနေလူတယောက်ရဲ့ဘဝအဆင့်အတန်းတစ်ခုကိုမြင်မာချင်တဲ့သူတွေကအဲ့ဒီလိုမျိုးစိတ်ထဲမှာမေးခွန်းထုတ်နေတတ်တယ်ကျမတို့အင်္ဂါသားသမီးတွေငါတို့ဒီလုပ်ငန်းကိုလွှတ်လိုက်တော့မယ်ဒီခါကြီးကိုငါမလုပ်နိုင်တော့ပါဘူးဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးတွေမတွေးနဲ့ကိုလှုပ်ရှားရှိတဲ့ဟာကိုသာဆက်လုပ်ပါကိုလှုပ်ချင်တဲ့အရာကိုသာရဲတာလုပ်ပါအောင်မြင်နိုင်မဲ့နှစ်လို့လည်းပြောလို့ရပါတယ်ရှင့်ကျမခုနကပြောသလိုပဲအလင်းတန်းလေးဝင်လာပြီဖြစ်တဲ့အတွက်ကိုကအဲ့ဒီအရာကိုအကျိုးရှိအသုံးချဖို့ပဲလိုအပ်ပါတယ်ရှင့်ဒီကာလမှာအလုပ်ပြောင်းချင်တဲ့သူတွေနော်ဒီအလုပ်မှာအဆင်မပြေဘူးဖြစ်နေတဲ့သူတွေအောင်မှဒီ2026မှာအလုပ်ပြောင်းမဲ့သူတွေအလုပ်သစ်ရာခင်းရှိတယ်နောက်ပြောင်းမဲ့အလုပ်ကဒီထက်ပိုကောင်းတဲ့အလုပ်ပေါ့နော်ဒီထက်ပိုပြီးပိုကောင်းတဲ့အခွင့်အရေးတွေရနိုင်တဲ့အလုပ်ကိုရနိုင်ပါတယ်ရှင့်အဓိကလေအကျိုးခံစား권များများရရှိတဲ့အလုပ်ကိုကရနိုင်ခြင်းရှိပါတယ်ရှင့်အင်္ဂါသားသမီးတွေထဲမှာပေါ့နော်အခုလက်ရှိအလုပ်ကိုကမပျော်နေတဲ့သူတွေလက်ရှိအလုပ်မှာအဆင်မပြေတဲ့သူတွေပေါ့နော်အလုပ်ရှာခြင်းနဲ့အလုပ်ထွက်ခြင်းနဲ့ဆိုရင်တော့မှကိုယ့်အတွက်ကောင်းမဲ့လုပ်တွေတွေ့နိုင်ပါတယ်ရှင့်အားကြောင့်ဘာမှစိတ်ညစ်စိတ်တက်မကြပါနဲ့လို့ဆံမလေးကတော့မှာချင်ပါတယ်ရှင့်ကိုပိုင်လုပ်ငန်းစခြင်းနဲ့နော်ငါဒီဟာလုပ်ငန်းလုပ်လိုက်ရင်ငါဒီငွေလေးဆုံးရှုံးလိုက်မလားမသိဘူးအဲ့ဒီလိုမျိုးပေါ့အင်္ဂါသားသမီးတွေထဲမှာမတွေးပါနဲ့ပေါ့နော်ဒီငါဒီလုပ်ကိုလုပ်မယ်ဆိုရင်ရဲတာလုပ်လိုက်ပါရှင့်ကျမတို့အဓိကကလေငွေမရှိတဲ့ဟာကပြဿနာမဟုတ်ဘူးဆုံးဖြတ်ချက်မရှိရပြဿနာဖြစ်နေရအဲ့ကြောင့်မို့လို့ကျမတို့ဆုံးဖြတ်ချက်ကိုရဲတာချပါငွေမရှိရကပြဿနာမဟုတ်ပါဘူးဆုံးဖြတ်ချက်မရှိရပြဿနာဖြစ်နေပါတယ်ရှင့်ဒါကြောင့်ကျမတို့အင်္ဂါသားသမီးတွေကဆုံးဖြတ်ချက်ကိုရဲတာချပါငါဒီအလုပ်ကိုတေချာလုပ်မယ်ဆိုပြီးတော့ဒါဆုံးဖြတ်လိုက်ပါတကယ်ကိုအောင်မြင်နိုင်မဲ့အခြေအနေကာလတစ်ခုပဲဖြစ်ပါတယ်ရှင့်အဓိကအောင်မြင်မှုလမ်းစာတွေတွေးလာမှာပဲဖြစ်ပါတယ်ရှင့်ဒါကြောင့်ကိုမိမိကိုပဲမိမိရွေးနေဖို့ပဲလိုအပ်ပါတယ်ရှင့်ဒီ2026မှာအင်္ဂါသားသမီးတွေကကံကောင်းမှုအလင်းတန်းလေးဝင်ရောက်လာပြီဖြစ်တဲ့အတွက်ကိုစူးစမ်းသလောက်အရာရောက်မဲ့နှစ်လို့ပြောလို့ရပါတယ်ရှင့်ဒီ2026မှာအယောင်းဝယ်တွေပြန်ပြီးတော့ကောင်းလာမယ်2025နှစ်ကုန်ခန်းဒီလောက်ကဘယ်လိုမျိုးဖြစ်လဲဆိုတော့အယောင်းဝယ်တွေပါသွားတယ်အဓိကမိခလုတ်ပိတ်လိုက်တော့ပဲကိုဖောက်တယ်လေသူများစီရောက်သွားတယ်ဖောက်တယ်တွေမရှိရတဲ့သူတွေဒီ2026ထဲမှာအယောင်းဝယ်တွေပြန်ပြီးလိုက်လာမယ်အယောင်းဝယ်တွေပြန်ပြီးကောင်းလာမယ်အဓိက
ဒီ2026ထဲမှာအင်္ဂါသားသမီးတွေထဲမှာလက်ပိတ်စီတဲ့အရာတွေမလုပ်ပြီးစီဖို့ဆံမလေးကတော့မှားချင်ပါတယ်ရှင့်အင်္ဂါသားသမီးလေးတွေပေါ့နော်1လပိုင်း2လပိုင်း3လပိုင်း4လပိုင်းဒီ4လမှာအောင်မြင်မှုတွေလမ်းစာတွေတွေ့နိုင်ပါတယ်ရှင့်9လပိုင်း6လပိုင်း9လပိုင်း10လပိုင်းအပြအဆိုင်အတိုက်ခံရှိတယ်ဒါပေမဲ့အပြအဆိုင်အတိုက်ခံရှိလေလေပို့ပြီးတော့ကိုကအောင်မြင်လေပဲဖြစ်ပါတယ်ရှင့်9လပိုင်းကတော့အင်္ဂါသားသမီးတွေရဲ့ကံအကောင်းဆုံးလားလို့လည်းပြောလို့ရပါတယ်ရှင့်10လပိုင်း17လပိုင်း12လပိုင်းဒီ3ခုကတော့ကိုရီမန်းချက်တွေပန်းနိုင်လေးတဝက်နီးပါးလောက်ပြေသွားလောက်ပြီပဲဖြစ်ပါတယ်ရှင့်အဓိကငွေဝင်ကောင်းဖို့ပေါ့နော်ငွေဝင်ကောင်းမှအလုပ်တွေကောင်းမဲ့အလုပ်ကောင်းမှပတ်စံရမယ်ပတ်စံရမှအကျွေးဆက်နိုင်မယ်ဒါမှမဟုတ်ကိုဖြစ်ချင်တဲ့အိမ်မက်တွေရနိုင်မယ်ကိုဖြစ်ချင်တဲ့အိမ်မက်တွေအကောင့်အထည်ဖော်နိုင်မယ်ဒါပါပဲเนาะအဓိကအင်္ဂါသားသမီးတွေကကိုဖြစ်ချင်တဲ့အိမ်မက်တွေကဘာလဲဆိုရင်တော့အလှူဒန်းလုပ်ချင်တာကပုံများတယ်ပေါ့နော်အင်္ဂါသားသမီးရဲ့စိတ်တွေကတကယ်စိတ်တက်နေတဲ့ဖြူတဲ့ထဲမှာပါတဲ့အတွက်ပေါ့နော်ဆမကတော့အင်္ဂါသားသမီးတွေဒီ2026မှာတကယ်ကိုကောင်းလာတဲ့နှစ်နော်လက်မထောင်ရမယ်နှစ်ရွှေထီးဆောင်ရမယ်နှစ်လို့တောင်ပြောလို့ရပါတယ်ရှင့်အဓိကဆမမှာကျင်တာကတော့လေအမဲသားစိတ်သားလေးမစားဖို့ပဲမှာကျင်ပါတယ်ရှင့်ကျမ်းမာရေးအင်္ဂါသားသမီးလေးတွေကကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်အစာလွန်ပြီးတော့အစာအိမ်ဖြစ်လွယ်တာသွေးနဲ့ပတ်သက်တဲ့ယောဂအဲ့အလေးနဲ့ပတ်သက်ပြီးတော့ဂရုစိုက်ပေးပါရှင့်ကြီးမမဆိုရင်စရာတော့မရှိဘူးအင်္ဂါသားသမီးတွေဒီတစ်နှစ်တာလုံးမှာပေါ့နော်ဒီယောဂလေးတွေကိုသာကိုကဂရုစိုက်ပေးဖို့ပဲလိုအပ်ပါတယ်ရှင့်အခြေနဲ့ပတ်သက်ပြီးတော့ချစ်သူမရှိတဲ့သူတွေဒီ2026ထဲမှာ right person ကိုနာကိုရောက်ရှိလာနိုင်ခြင်းရှိပါတယ်ရှင့် right person ဆိုတာတုံတရုံမရတဲ့နှစ်ပေါ့နော်ဒါပေမဲ့ဒီ2026မှာတကယ်ကိုအတွက်ကံကောင်းတဲ့သူကိုပေါ်နားလည်ပေးတဲ့သူကိုအပေါ်မှာတီးခံမိနိုင်တဲ့သူကိုအပေါ်မှာဖြည့်ဆည်းပေးနိုင်မဲ့ပါရမီဘက်ကောင်းတစ်ယောက်ကိုတွေ့နိုင်ပါတယ်ရှင့်အင်တော်ရင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်အင်္ဂါသားသမီးတွေကနည်းနည်းတော့မာနလေးရှိရဲ့ရှင့်အဲကြောင့်မို့အင်တော်ဘက်အပေါ်မှာသူကလည်းမာနပြိုင်ကိုကလည်းမာနအချင်းချင်းပြိုင်ကြတဲ့အခါကျရင်အပြက်နဲ့နှာခေါင်းသွေးထက်တတ်တယ်ရှင့်အဲကြောင့်မို့ဆမတို့အကြံပေးချင်တာပေါ့နော်အင်္ဂါသားသမီးတွေ तू က short ရင်လည်းကိုကလည်း short ပဲတစ်ထစ်လောက် short ပြီပေါ့နော်အများကြီး team နေနဲ့ပေါ့နော်တယောက်နဲ့တယောက်နားလဲမှုတွေနဲ့ရှေ့ဆက်ပါလို့ဆမလေးကမှာချင်ပါတယ်ရှင့်ဘာလို့ဆိုကိုကမချစ်တာလည်းမဟုတ်ချစ်ရတာနဲ့အဲ့ဒီလိုမျိုးတင်းတဲ့ခါကျရင်ပေါ့နော်ဟိုဆုံးရှုံးမှုတွေရင်နာမှုတွေစိတ်မကောင်းမှုတွေဖြစ်လာနိုင်မှာဆိုလို့ပေါ့နော်အဓိကတော့ဒီ2026မှာအင်္ဂါသားသမီးတွေတကယ်ကိုအားရစရာကြီးပါနော်2026မှာဆောင်းရန်ရှောင်းလေးတွေကိုပြတ်ပေးမယ်ပေါ့နော်ဆောင်းရန်ရှောင်းလေးတွေကဘာတွေဆောင်းရမယ်ဘာတွေရှောင်းရမလဲဆိုတော့အဓိကလေအင်္ဂါသားသမီးတွေကလက်ပိတ်စီတဲ့အရာတွေမလုပ်နဲ့စမအမြဲတမ်းမှနေကြဗုဒ္ဓဝူးနေ့တိုင်းခေါင်းမလျှော်နဲ့ဗုဒ္ဓဝူးနေ့တိုင်းခေါင်းလျှော်ရင်45ရက်တိတိလက်ပိတ်တယ်ဒါမှမဟုတ်ကိုယ့်ရဲ့အင်ကြီးအဝတ်အစားတွေကိုလက်နီးစုံမလုံနဲ့ခြေတော့ဝတ်မလုံနဲ့နာနေတတ်သလိုဖြစ်တတ်တယ်အဲ့ဒါတွေရှိရင်လည်းလွတ်ပစ်ပေးပေါ့နော်ဆမတို့အင်္ဂါသားသမီးတွေလုံးသမျှကန်သမျှအဆင်ပြေအောင်နော်ကိုလုံးသမျှအရာရာအားလုံးချုံးမွေ့အောင်နော်အခြေရေးအင်တော်ရေးစီးပွားရေးလူမှုရေးကျန်းမာရေးအကုန်အဘက်ဘက်ကအရာရာအားလုံးအဆင်ပြေအောင်အဓိကငွေသမျှငွေမြဲအောင်ကိုစီးစိမ်ဥစ္စာတွေမြဲအောင်နော်အဓိကအတိုက်ခိုက်အနောက်ရှက်တွေရှိရင်လည်းပယ်ရှားသွားအောင်ရေရာကောင်းလေးတစ်ခုကိုပြပြပေးသွားမှာဖြစ်ပါတယ်ရှင့်အဲ့ဒီရေရာကအရန်ကူလေကူရွှေရှင်းပါတယ်ဆမ်မတို့ဗုဒ္ဓမြတ်စွာဘုရားရှိခိုးရမကြီးကိုပေါ့နော်နွားနုတစ်ခွက်နဲ့ဘီစကုတ်5ချက်ကလူပူဇော်ပေးပါရှင့်ဒါကဆမ်မဒီဗီဒီယိုလေးကိုစတွေ့ရနေရစပြီးတော့ပြုလုပ်လို့ရပါတယ်ရှင့်တရက်တည်းပြုလုပ်ရမှာပဲဖြစ်ပါတယ်ရှင့်မနက်9 နာရီကနေပြီးတော့မနက်7 နာရီအတွင်းကက်လူပူဇော်လို့ရပါတယ်ရှင့်ပြီးရင်ဆမ်မကမှာကျင်တာပေါ့နော်အင်္ဂါသားသမီးလေးတွေအညံ့အတိုက်ခိုက်လေးတွေရှိရဲ့အဲ့ဒီအတွက်ဆမ်မအမြဲတမ်းလာစင်လာတိုင်းပေါ့နော်လမ်းညိုမေးနေကြဖြစ်တယ်ပေါ့နော်ရေရာလေးတစ်ခုကိုပြတ်ပေးသွားမှာဖြစ်ပါတယ်ရှင့်တန်မြာသီးကိုလုံးပဲကက်လူပူဇော်ပေးရမှာပဲဖြစ်ပါတယ်ရှင့်နွမ်းနာနဲ့ဆိုမှပြန်ပြီးတော့အသုံးမပြုပါနဲ့ညံ့အတိုက်ခိုက်လေးရှိလို့ပေါ့နော်ဒီရေရာလုတ်တဲ့တံမြာသီးတွေဖြစ်တဲ့အတွက်ပြန်ပြီးတော့လွှတ်ပေးပေးပါပြန်ပြီးတော့စွန့်ပေးပါပေါ့နော်ပြီးရင်အသစ်ပြန်လဲပေးပါဒါကတော့အများနဲ့လှုပ်ပေးရမယ်ပေါ့နော်ဆမအိမ်မှာဆိုလဲတံမြာသီး6လုံးအများနဲ့ကက်လူပူဇော်ပေးထားတယ်ဒါကအညံ့အတိုက်ခိုက်တွေကိုယ့်ရဲ့အညံ့နေဒီထဲမှာတံမြာသီးထဲမှာပါသွားအောင်လို့ဆိုပြီးတော့ဆမကဒီရတဲ့အများနဲ့လှုပ်ချင်မယ်ဖြစ်ပါတယ်ရှင့်ကဲဒါဆိုရင်ဆမတော့အမဲသားစိတ်သားလေးပဲမစားဖို့ပဲမှာကျင်သေးပါသေးရဲ့ရှင့်အဲ့ဒါမှကိုလို့သမျှအရာရာတွေအစင်ပြေမယ်လက်တွေပြန်ပြီးတော့ပွင့်လာမှာပဲဖြစ်ပါတယ်ရှင့်ကဲဒါဆိုရင်ဆမရဲ့ဒီဗီဒီယိုလေးကို like share လေးလုပ်ပေးဖို့မမေ့နဲ့နော်ဆမရဲ့ဒီဗီဒီယိုရဲ့ comment အောက်မှာလည်းအရဟန်နဲ့မိမိရဲ့နည်းနံလေးတွေမှန်ထားပေးပါဆမလေးတဦးတယောက်စင်တိုင်းကိုစီမံစုတောင်းမိပါမယ်ရှင့်ဆမစီမှာဗီဒီယိုမင်းလို့ရတယ်တာတော့မင်းလို့ရတယ်ငွေချင်းကြောင့်ဖြစ်တဲ့အခက်အခဲလေးတွေလာရောက်တိုင်ပင်ဆွေးနွေးလို့ရပါတယ်ရှင့်ဆမကိုကြည့်ရှုနေတဲ့ခုနှစ်သားသမီးများအားလုံးပန်းလုံးငွေရေလိုအေးချမ်းကြပါစေနေ့ရက်တိုင်းမှာချက်သားကြွယ်ဝမှုများရရှိပြီးတော့တတိမာရီဖြစ်ပါစေလို့ဆမလေးကဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင့်အားလုံးပဲကျေးဇူးထူးတင်ပါတယ်ရှင့်